အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel ကနေကြိုဆိုလိုက်ပါတယ်။ဇာတ်လမ်းအစမှာတော့အဟောင်းဆိုင်တစ်ခုတည်းဝင်လာတဲ့ PD ဆိုတဲ့လူကိုတွေ့ရမှာပါ။သူခန္ဓာကိုယ်မှာလည်းသွေးတွေဆုံးနေသလိုလက်မှာလည်းဒရန်ထူတဲ့မြောက်အယုတ်တရုတ်ကင်လာခဲ့ရပါ။တကယ်တော့သူကဒီအယုတ်ကိုပြန်လာရောင်းတာပါ။ဒါပေမဲ့ဆိုင်ပိုင်ရှင်ကတော့ကလေးကစားစရာပစ္စည်းတွေကိုပြန်မဝယ်ဘူးဆိုတဲ့ဆိုင်ပုတ်ကိုညွှန်ပြလိုက်ပါတယ်။ PD ကဒီအယုတ်ဟာကလေးကစားစရာပစ္စည်းမဟုတ်ကြောင်းပြောပြခဲ့တာပါ။ဘာဖြစ်လို့လဲဆိုရင်ဒရန်တစ်ခုထုတိုင်းစိုးဝါးတဲ့ကိစ္စတစ်ခုဖြစ်နေလို့ပါပဲ။ဒီလိုပြောနေရင်းနဲ့ပဲမြောက်ရုပ်ကအသက်ဝင်လာပြီးဒရန်ထုနေခဲ့ပါတယ်။အဲ့ဒါကြောင့်ဆိုင်ထဲက2ယောက်စလုံးလဲကြောင်သွားခဲ့ရတာပါ။ခဏကြာမှတော့ဒရန်ထုတန်ရက်သွားပါတယ်။ဒီအချိန်ထိဘာမှမဖြစ်သေးပါဘူး။ဒါပေမဲ့တိတ်မကြခင်မှာကြွက်တစ်ကောင်ကဆိုင်ထဲကသွဲထားတဲ့ကျိုးတစ်ချောင်းကိုကိုက်ဖြတ်ချိန်မှာဒီလိုကိစ္စတွေဖြစ်ပြီးဆိုင်ပိုင်ရှင်လဲကန်ဆယ်သွားရပါတယ်။အဲဒီနောက်မှာတော့ PD ကအယုတ်ကိုမိရှို့ပြီးဖျက်ဆီးခဲ့ရတာပါ။နောက်မြင်ကွင်းမှာတော့ B နဲ့ ဟဲတို့အမွှာညီကို2ဦးကိုတွေ့ရမှာဖြစ်ပါတယ်။အမွှာဆိုပေမဲ့အချင်းချင်းသိမ့်မတည့်ကြပါဘူး။ B က3မိနစ်စောမွေးလာတဲ့အကိုဖြစ်ပြီးဟဲကိုလည်းအနိုင်ကျင့်တတ်ပါတယ်။ဒီညီကို2ယောက်ကအမေဖြစ်သူ right နဲ့ပဲနေရတာပါ။အဖေဖြစ်သူကတော့အကြောင်းရင်းမသိရပဲသူတို့ကိုစွန့်ခွာသွားခဲ့ပါတယ်။အဖေရဲ့အကြောင်းကိုသိကျင်တဲ့ညီကို2ယောက်လည်းအိမ်ထဲကဖခင်ချန်ခဲ့တဲ့ပစ္စည်းတချို့ကိုမှွေနှောက်ရင်း PD လို့နာမည်ရေးထားတဲ့ယူနီဖောင်းတစ်ခုတွေ့ခဲ့ရတာပါ။ပြီးတော့တေချာထုတ်ပိုးထားတဲ့ဘူးတဘူးလည်းပါနေပါသေးရဲ့။ဘူးကိုဖွင့်ကြည့်လိုက်တော့ဒရန်ထူတဲ့မြောက်ရုပ်ကိုတွေ့ရပါတယ်။အထဲမှာလည်းအယုတ်တော့ကိုမလဲရဆိုတဲ့သတိပေးစာရေးထားခဲ့ရပါ။ဒါပေမဲ့ B ကတော့ကိုလှည့်ကြည့်လိုက်ပါတယ်။ဒီချိန်မှာအယုတ်ကထူးထူးဆန်းဆန်းပြုံးလာပြီးလက်ကိုမြှောက်ခဲ့လိုက်တာပါ။ဒါပေမဲ့ဒရန်ကိုတော့မထူခဲ့ပါဘူး။နောက်တစ်ရက်မှာတော့ Light ကဒိတ်တစ်ခုရှိရာကြောင့်ညီကို2ယောက်ကိုကလေးထိန်နဲ့ညစာသွားစားဖို့လွတ်ခဲ့လိုက်ပါတယ်။ကားနောက်ကမ်းမှာမြောက်ရုပ်ရောက်နေရကိုတွေ့ရောဟဲကကြောင်သွားပါသေးရဲ့။နောက်တော့ B ယူလာတာဖြစ်မှာပါဆိုပြီးကားပေါ်တက်လိုက်သွားခဲ့တာပါ။အိမ်ညမှာတော့သူတို့လည်းဂျပန်ဆိုင်တစ်ဆိုင်မှာညစာစားကြပါ යි ။စဖိုးမှုကသူတို့ရှိမှအစားတောက်ချက်ပြုတ်နေရင်ဓာရေးပြနေခဲ့တာပါ။ဒါပေမဲ့ကျွမ်းကျင်သူဖြစ်နေရကြောင်းကြည့်လို့တော့ကောင်းနေပါသေးရဲ့။ဒီချိန်မှာကားနောက်ခန်းနဲ့ကြံခဲ့တဲ့မြောက်ရုပ်ကကားရှိကန်အလိုလိုရောက်လာပြီးကျွမ်းထုချလိုက်ပါ යි ။အဲဒီနောက်မှာတော့စဖိုးမှုရဲ့ဓာချက်ကနာနီရဲ့လေပင်ကိုတိတိကြီးပြတ်ကျသွားစေခဲ့တာပါ။ညီကို2ယောက်လည်းဒီမြင်ကွင်းကြောင့်ထိတ်လန့်ခဲ့ရပါ යි ။နာနီရဲ့စာပနာမှာတော့ Light တို့လည်းဝမ်းနေနေခဲ့ရပါ။ Light ကကလေးတွေထိတ်လန့်နေမှာစိုးရိမ်လို့ဘဝဆိုတာဒီလိုပဲမချင်မက်တာတွေကြုံရလိမ့်မယ်ဆိုပြီးလဲဖြောင်းဖြပေးနေခဲ့ပါ යි ။အိမ်ရောက်တော့လဲကလေးတွေစိတ်ပြောင်းသွားအောင်အကူကခုံပေးခဲ့ရပါ။နောက်ရက်ကြောင်းကန်ထဲရောက်လာရင်ဟဲ့တယောက်သူတော်မသိလိုက်ပဲဂျောဘိုးအိတ်ထဲရှောက်နေတဲ့မြောက်ရုပ်ကြောင့်အံ့ဩသွားခဲ့ရပါ යි ။အတန်းဖော်တွေကဒါကိုသတိထားမိရောမြောက်ရုံနဲ့မဖွင့်မရလုပ်နေရလားဆိုပြီးဝိုင်းစားနောက်ခဲ့ကြတာပါ။ဟဲကတော့ဘာမှပြန်မပြောနိုင်ပဲငိမ့်ခံနေခဲ့ရပါ යි ။ကာယလေးကျင့်ကန်ချိန်မှာတော့ဘီကောင်းဆောင်တဲ့အတန်းသားတွေကဟဲကိုငပြောသည့်တွေနဲ့ပြစ်ပေါက်ပြီးအနိုင်ကျင့်ခဲ့ကြတာပါ။အဲဒါကြောင့်ဟဲကလည်းဒေါသတကြီးနဲ့အိမ်ကိုပြန်လာခဲ့ပါ යි ။အခန်းတကားကိုဖွင့်လိုက်ချိန်မှာပဲအိယာပေါ်ငုတ်တုတ်ထိုင်နေတဲ့မြောက်ရုပ်ကိုတွေ့လိုက်ရတာပါ။စိတ်တိုနေတဲ့ဟဲလဲဒီနေ့အနိုင်ကျင့်ခံနေရတာအယုတ်ကြောင့်လို့ဆွဆွဲခဲ့သလိုသူ့ကိုပြီးကိုလည်းဒုက္ခရောက်ပါစေလို့ကျိန်ဆိုကတော့ကိုလှည့်ခဲ့လိုက်တာပါဒီချိန်မှာမြောက်ရုပ်ကဒရန်ကိုဒရုံဒုံထုနေခဲ့ပါ යි အဲနောက်ပြီးလဲအင်ကိုပြန်ရောက်လာခဲ့ရပါလိုက်ကတော့မိဖို့ကြောင့်မှမုတ်ဖုတ်နေခဲ့ပါ යි ရုတ်တရက်ပဲလွိုက်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကသွေးတွေစိမ့်ထွက်လာပြီးလဲကျဆုံးပါသွားခဲ့ရတာပါမိခင်ဆုံးမရရဲ့အကြောင်းကိုညီကိုလည်းနောက်မှသိလိုက်ရပါ යි လူ44တန်းမှာတယောက်လောက်ပဲဖြစ်တဲ့ဘူမီယန်သွေးကြောပေါက်ခြင်းရှားပါယောဂါကြောင့်ပါပဲဒါပေမဲ့ဟဲကတော့မြောက်ရုပ်ရဲ့ကျင်းစာကြောင့်လို့ယုံကြည်နေခဲ့ရဖြစ်ပါ යි မိဘမဲဖြစ်သွားတဲ့ညီကိုအတော်အိုက်တော်နဲ့ဦးလေးချစ်တို့စုံတွေကမွေးစားခဲ့ကြတာပါအဲဒီနောက်ပိုင်းဟဲကတိကျစဉ်းစားပြီးမြောက်ရုပ်ကိုခုတ်ထစ်ဖျက်ဆီးလိုက်ပါ යි အယုတ်ဆိုပေမဲ့ခုတ်ထစ်လိုက်တဲ့အချိန်မှာသွေးတွေထွက်လာလို့လန့်သွားခဲ့ရသေးရပါဒါပေမဲ့လန့်နဲ့ပဲအယုတ်ကိုတစားစီဖြစ်အောင်လက်ဆတုံးခဲ့လိုက်ပါ යි ပြီးတော့အမိုက်ပုံးနဲ့ချိန်အမိုက်ကားထဲပါသွားအောင်လည်းတိကျစီစဉ်ခဲ့လိုက်တာပါနောက်ရက်မှာဦးလေးတို့စုံတွေကသူတို့ကိုအိမ်သိကြီးစီခေါ်သွားခဲ့ပါ යි ညဘက်မှာတော့ဘီကပရင်းပေါက်အပြင်ကအရေးတစ်ခုကိုသတိထားမိသွားခဲ့ရပါအဲဒါကြောင့်သွားဆက်စုကြည့်ရောမြောက်ရုပ်ကိုတွေ့လိုက်ရပါ යි ညီဖြစ်သူယူလာတဲ့ထစ်ပြီးမေးကြည့်ရောဟဲကဒီအယုတ်ကိုခုတ်ထစ်ဖြက်စီပြီးအမိုက်ကားထဲပါသွားအောင်တေချာလုပ်ခဲ့ကြောင်းပြောပြခဲ့ရပါနောက်ပြီးဒီအယုတ်ကြောင့်နာနီနဲ့အမေတို့ဆုံးမခဲ့ရတာထင်ကြောင်းလည်းပြောခဲ့ပါ යි ဒီစကားကြတော့ဘီကစမ်းကြည့်ကျင်နေခဲ့တာပါဟဲကမလုပ်ဖို့တောင်းပန်ပေမဲ့တားမရခဲ့ပါဘူး။ပြီးတော့လှည့်လိုက်တဲ့အချိန်မှာအယုတ်ကလည်းဒရန်ထုခဲ့ပါ යි ။တော်အကြာမှာတော့တော်တွင်စကန်ချအမဲလိုက်ထွက်နေတဲ့ဦးလေးတယောက်အိတ်နေရင်မြေ68ကောင်တက်နှင်းခံရလို့ဆုံးပါသွားခဲ့ရကြောင်းသတင်းရောက်လာခဲ့ရပါ။ဒီချိန်မှာတော့ဘီလည်းအယုတ်ရဲ့ကျိစာကိုယုံကြည်သွားပါပြီ။အဲဒါကြောင့်ဖြက်စီးပစ်ဖို့စဉ်းစားခဲ့ပါသေးရဲ့။ဒါပေမဲ့ဟဲကသူတေချာဖြက်စီးဖို့ကြောင့်ပြောလိုက်ချိန်မှာနောက်တနည်းကိုစဉ်းစားကြပါ යි ။အဲဒါကတော့အယုတ်ကိုတစ်တာတစ်လုံးနဲ့ထိတ်အပြင်ကတန်ကြိုးပတ်တော့ခက်ကရေရင်းပြက်ကြီးတဲ့ကိုသွားပစ်ခဲ့ဖို့ပါပဲ။
ညီကိုနှစ်ယောက်လည်းဒီကိစ္စကိုတိကျလုပ်ခဲ့ကြပါ၏အိမ်နောက်အချိန်တွေတရွေ့ရွေ့ကူးပြောင်းသွားလိုက်တာ25နှစ်အကြာကိုရောက်သွားခဲ့ပါပြီအတော်အိုက်တော်ကအလှပြေပစ္စည်းတွေနဲ့အိမ်နေရင်အတန်ကြားလို့စုံစမ်းဖို့အောက်ထပ်ကိုဆင်းလာခဲ့တာပါဘာမှမတွေ့လို့အပေါ်ပြန်တက်မယ်အလုံးမှာလှေကားပြိုကျပြီးမျက်နှာကိုဂျိတ်တွေစုခဲ့ရပါ၏အိုက်တော်ကဂျိတ်တွေကိုတချောင်းချင်းစီပြန်ဆွဲနှုတ်မျက်နှာကိုအရက်ပြန်တုပ်ပြီးချိန်မီးဖိုချောင်းထဲကအတန်ကြားလို့သွားဆူဆန်းခဲ့တာပါဂက်မီးဖိုနာအရောက်မှာတော့ရုတ်တရက်မီးထားတောက်လာပြီးမျက်နှာကိုလည်းမီးဆွဲသွားခဲ့ရပါ၏အဲဒါကြောင့်အိမ်ပြင်ကိုထွက်ပြေးလာတဲ့အိုက်တော်ဟာအိမ်ရောင်းရန်ဆိုင်းပုတ်ချိတ်ထားတဲ့တန်ချွန်ကြီးနဲ့ဝင်တို့ရင်ကိစ္စတုံးသွားခဲ့ရပြန်ပါ၏အခြားတစ်ဖက်မှာတော့စူပါမားကတ်မှာအလုပ်လုပ်နေတဲ့ဟဲကိုတွေ့ရမှာပါအခုလဲဟဲကအလုတ်ရှင်ကိုစောစောပြန်ဖို့ခွင့်တောင်းနေခဲ့ပါ၏အလုတ်ရှင်ကအကျိုးအကြောင်းပြန်ပြီးရဲ့အခါတားဖြစ်သူကိုသွားတွေ့ဖို့ဆိုပြီးဖြေခဲ့ရပါတကယ်တမ်းမှာလဲဟဲကတားဖြစ်သူကိုသွားတွေ့ရမှာပါဘာဖြစ်လို့လဲဆိုရင်ဇနီးတဲ့နဲ့ကွာရှင်းပြီးနောက်ပိုင်းတွေ့ဆုံခွင့်ကိုဇနီးတဲ့ကခွင့်ပြုမှရမှာကြောင်းပါပဲဘာပဲဖြစ်ဖြစ်ဟဲကအလုတ်ရှင်ရဲ့ခွင့်ကိုရခဲ့ရကြောင်းသွားတွေ့ခဲ့ရပါဒါပေမဲ့ဇနီးဟောင်းကရီးစားတဲ့တက်ကိုပါခေါ်လာခဲ့တာပါဟဲကတားနာမည်ကိုလည်းပီတီလို့ပဲပေးခဲ့တာဖြစ်ပါတယ်ဇနီးဟောင်းကတားဖြစ်သူကိုတက်ကမွေးစားဖို့ဆုံးဖြတ်ပြီးကြောင်းပြောလိုက်ချိန်မှာဟဲလဲပောက်ကွဲသွားခဲ့ရတာပါ။ဘာဖြစ်လို့လဲဆိုရင်အဲ့ဒီချိန်ကျရင်ပီတီကိုတွေးခွင့်ရတော့မှာမဟုတ်လို့ပါပဲ။အဲ့ဒီကိစ္စကြောင့်အငင်းခုန်ဖြစ်နေချိန်မှာပဲပီတီရောက်လာတဲ့အတွက်အားလုံးငြိမ်ငြိမ်နေခဲ့ရပါ၏။တစ်ဖက်မှာတော့ရီကီလို့ခေါ်တဲ့ကောင်လေးကဂိုဒေါင်ရှင်းအယောင်ပွဲကိုလာကြည့်ရင်သူရှာနေရဲ့မြောင်းရုံလေးကိုတွေ့လိုက်ရတာပါ။အဲ့ဒါကြောင့်ဆက်စုပြီးသွားထိလိုက်ချိန်မှာသူနဲ့ဖခင်တို့ရှိစဉ်ကပုံရိပ်တွေကိုပြန်မြင်အောင်လာခဲ့ရပါ၏။အဲ့ဒါကြောင့်ဒီအကြောင်းကိုမိခင်စီတောင်ပြန်ပြောပြခဲ့သေးရပါတကယ်တော့ရီကီရဲ့အဖေကလည်းသူငယ်ငယ်ကလေးကဘာမှမသိရပဲကွဲပြောက်သွားခဲ့ရဖြစ်ပါရီကီလည်းအဲ့ဒီအချိန်ကလေးကအဖေဖြစ်သူရဲ့အကြောင်းကိုလိုက်စုံစမ်းနေခဲ့ရပါလက်ရှိမှာတော့သူ့ကိုလူတဦးကဒီလိုမြောင်းရုံမျိုးလိုက်ရှာဖို့ငှားရမ်းထားတာဖြစ်ပါဒီလိုနဲ့မြင်ကွင်းလေးဟာဟဲနဲ့ပီတီတို့သားဖနှစ်ဦးစီကိုပြန်ရောက်သွားခဲ့ရပါတာအဖတွေဆိုပေမဲ့အနေဝေးသွားတာကြောင့်ခက်စိမ့်စိမ့်ဖြစ်နေကြတော့မှာပဲပီတီကမိသားစုမျိုးရိုးစင်ဆက်ဇယားပြုစုဖို့စူးစမ်းနေတဲ့အတွက်ဆွေမျိုးတွေရဲ့အကြောင်းကိုမေးနေကြတာပါဒီချိန်မှာဟဲကတဦးတီတော်သားဖြစ်ကြောင်းနှိမ်ပြောခဲ့လိုက်ပါဘာဖြစ်လို့လဲဆိုရင်ဘီကိုမုံတီးနေခဲ့လို့ပါပဲတကောင်ရဲ့အချိန်လောက်အလျှောက်မှာတော့ဟဲစီကိုထူးဆန်းတဲ့ဖုန်းတစ်ခုဝင်လာခဲ့တာပါအဲ့ဒီသူကတော့10နှစ်ကြာခွဲကွာနေခဲ့တဲ့ဘီပါပဲဟဲကဖုန်းပြောဖို့အခန်းပြင်ကိုထွက်သွားခဲ့ပါစကားပြောနေရင်အတော်ဖြစ်သူအိုက်တော်ဆုံးပါခဲ့ရကြောင်းကိုလည်းသိသွားခဲ့ရတာပါဘီကဟဲကိုနိုင်ရင်အိမ်သွားပြီးမြောက်ရုပ်သွားရှာနေခိုင်းတာလည်းဖြစ်ပါပီတီနဲ့ရှိနေချိန်မှာဒီကိစ္စတွေပေါ်လာလို့ဟဲတယောက်ပောက်ကွဲခဲ့ရပါသေးတယ်အိမ်နောက်ဟဲကအပြေထွက်ဖို့ပြင်နေပါဒီချိန်မှာအမျိုးသမီးတဦးကရေကူးဖို့ပြင်ဆင်နေကြရပါရုတ်တရက်ကြီးမှာပဲရေကူးကန်အမုံမှာတက်ထားတဲ့လေအေးပေးဆက်ကြီးကကန်ထဲပြုတ်ကျသွားပါဒါကိုမသိရဲ့အမျိုးသမီးကရေကန်ထဲထိုင်ပြီးခုန်ဆင်းလိုက်ချိန်မှာတော့ဓာတ်လိုက်ပြီးခြေတွေလက်တွေအသားစားတွေပြန်ကျဲထွက်လာခဲ့တာပါဒီကိစ္စတွေထပ်တွေးလိုက်ရချိန်မှာမြောက်ရုပ်ကြောက်ဆိုတာဟဲတယောက်ချက်ချင်းသိလိုက်ပါအဲ့ဒါကြောင့်ပီတီကိုအမြန်နှိုးလိုက်ပြီးကားပေါ်အတင်းတက်ခိုင်းခဲ့တာပါပြီးတော့အတော်အိုင်တော်ရဲ့နိုင်ရင်အိမ်ကိုသွားရမယ်လို့ပြောခဲ့ပါအိမ်ကိုရောက်လာတဲ့အချိန်မှာဘာဘရာလို့ခေါ်တဲ့အင်ရှမ်မီအကျိုးဆောင်တယောက်ကစောင့်ကြိုနေခဲ့ရပါဘာဘရာကဘီလဲနိုင်ရီကိုလာလိမ့်မယ်ဆိုတဲ့အကြောင်းပြောပြခဲ့ပါပီတီကဘသူလဲဆိုပြီးမေးလိုက်တဲ့အခါကျမှဦးလေးဖြစ်မှန်တည်သွားခဲ့တာပါအိမ်နောက်ဘာဘရာကသူတို့ကိုအိမ်ထဲခေါ်သွားပါပြီးအောင်အိုက်တော်ဆုံးပါပြီးနောက်ပိုင်းမြို့ရင်းမှာလည်းမတော်တဆကိစ္စတွေဇက်တိုက်ဖြစ်ပျက်ခဲ့ကြောင်းလည်းပြောခဲ့ရပါအဲ့ဒါကြောင့်တမျိုးလုံးလည်းထိတ်လန့်နေခဲ့ရပါဟဲရိုကိုရှင်းပြနေတဲ့ဘာဘရာကအိုက်တော်ရဲ့အခန်းရှိကိုရောက်တော့တကားဖွင့်လိုက်ပါစိုးဝါတာတခုခုဖြစ်တော့မယ်လို့ထင်နေတဲ့ဟဲကတော့နောက်ဆုံးမိခဲ့လိုက်တာပါသူထင်ထားတဲ့အတိုင်းမှာပဲတကားဖွင့်လိုက်တာနဲ့နေရံမှာထောင်ထားတဲ့တန်းကြီးကရုတ်တရက်လဲလာပြီးဘာဘရာကိုကိစ္စတုံးပေးခဲ့လိုက်တာပါဒီကိစ္စကြောင့်ရဲတွေလည်းရောက်လာခဲ့ပါပြီးတော့ဟဲကိုလည်းစစ်ဆေးမှုမပြီးမချင်းမြို့ရဲကမထွက်သွားဖို့ပြောခဲ့ရပါအိမ်နောက်ဟဲကအိမ်ထဲမှာမြောက်ရုပ်ကိုလိုက်ရှာကြည့်ခဲ့ပေမဲ့ဘယ်နေရာမှမတွေ့ခဲ့ရပါဘူးအဲ့ဒါကြောင့်စိတ်ပြက်ပြက်နဲ့တယ်လီဖုန်းလမ်းညွှန်စာအုပ်ကိုကောက်ဖွင့်ကြည့်ချိန်မှာမစ္စတာမန်ကီလို့ရေးထားတဲ့ထူးထူးဆန်းဆန်းဖုန်းနံပါတ်တစ်ခုကိုတွေ့လိုက်ရတာပါစိတ်ထဲကလှုပ်ဆော်လို့ဖုန်းဆက်ကြည့်လိုက်တော့အတန်သွင်းထားတဲ့ထူးတန်ကိုကြားလိုက်ရပါဒါပေမဲ့ဟဲကတော့အသက်ပိုင်ရှင်ကဘီဖြစ်ကြောင်းချက်ချင်းတန်းသိလိုက်ပါတကယ်တော့ဘီကတယ်လီဖုန်းလမ်းညွှန်စာအုပ်ထဲမှာမြောက်ရုပ်ရှာဖို့လူလိုသည်လို့ကြေညာထည့်ထားခဲ့တာပါဒါပေမဲ့ပြန်ထူးတန်မှာတော့မြောက်ရုံငါဖို့လူမလိုတော့ကြောင်းအတန်သွင်းထားခဲ့တာပါဒီချိန်မှာဟဲကတော့ဖြစ်သမျှကိစ္စတွေကိုနားလေသွားခဲ့ပါပြီပြီးတော့ဒီကိစ္စရဲ့တရက်ခန့်ကပြီးဖြစ်ကြောင်းလေချက်ချင်းသိခဲ့လိုက်တာပါအိမ်နောက်မြင်ကွင်းလေးကလွန်ခဲ့25နှစ်စီကိုပြန်ရောက်သွားခဲ့ပါမိခင်ဖြစ်သူလိုက်ဆုံးပါခဲ့တဲ့ကိစ္စကဟဲကြောင့်မှသိလိုက်တဲ့ပြီးကမြောက်ရုပ်ကိုဘူးတဲ့ထက်ရေရင်းပြတ်တဲ့စွန့်ပြီးကြည့်မှတယောက်တည်းသွားပြန်ကောက်ခဲ့ပါ
ဒါပေမဲ့သူရောက်သွားတဲ့အချိန်မှာတော့ကိုပဲတွေ့ခဲ့ရတာပါအဲ့နောက်ပိုင်းပြီးလဲတဖြည်းဖြည်းကြီးပြင်းလာခဲ့ပါတရက်ဖော်ကျွန်းကွက်ကီစားနေရင်တော့ကိုလှည့်ပြီးဘာဖြစ်မလဲကြည့်လိုက်ဆိုတဲ့စာသားလေးကိုရခဲ့လိုက်တာပါအဲ့နောက်ပိုင်းသူ့အတွေးအာရုံထဲမှာမြောက်ရုပ်အကြောင်းပဲအမြဲစိုးမိုးနေခဲ့ပါနောက်ဆုံးမှာတော့မြောက်ရုပ်ကိုရှာပေးဖို့ကြော်ညာထဲခဲ့တဲ့အထိပါပဲမြောက်ရုပ်လက်ထဲရပြီးချိန်မှာတော့ဟဲကိုလက်စားချေဖို့တောက်လျှောက်ဒရန်ထုတ်ခိုင်းခဲ့တာပါဒါပေမဲ့လမ်းကြောင်းတွေပြောင်းပြီးဘေးလူတွေကိုပဲသွားထိနေခဲ့ပါဒီထဲမှာဟဲရဲ့အလုပ်ရှင်လည်းမလွတ်ခဲ့ပါဘူးတစ်ဖက်မှာလည်းရီကီကဟဲကိုတွေ့ခဲ့ပါအဲ့ဒါကြောင့်ဘီရဲ့အင်ကိုပြေးသွားပြီးရုပ်ချင်းစင်တူတဲ့လူတစ်ယောက်ကိုတွေ့ခဲ့ကြောင်းပြောနေခဲ့တာပါပြီးတော့မြောက်ရုပ်ကို$15နဲ့သူ့ကိုပြန်ရောင်းဖို့တောင်းဆိုနေခဲ့ပါဘာဖြစ်လို့လဲဆိုရင်အယုတ်ကိုထိလိုက်ရင်ဖခင်ဖြစ်သူရဲ့အကြောင်းတွေပြန်မှတ်မိသွားခဲ့လို့ပါပဲဒါပေမဲ့ဘီကခက်ခါတီးတီးညင်လိုက်ချိန်မှာရီကီလည်းစိတ်ဆိုးဆိုးနဲ့ပြန်သွားခဲ့ပါပြီးတော့သူ့အဖေရဲ့ရဲယူနီဖောင်းနဲ့တနက်ကိုယူပြီးဘီစီကိုပြန်သွားခဲ့တာပါဒီချိန်မှာဟဲနဲ့ပီတီတို့ကတဲကိုကန်တစ်ခုကိုရှောက်လာခဲ့ပါဟဲကဘီရဲ့နံပါတ်ကိုလှမ်းခေါ်လိုက်ပြီးမြောက်ရုံနဲ့တမျိုးလုံးကိုဒုက္ခပေးနေရသည့်ကြောင့်ဒေါသတကြီးပြောပြခဲ့တာပါဒီချိန်မှာဘီကတော့တူဖြစ်သူကိုပါခေါ်ပြီးသူ့စီလာဖို့ပြောပါဘာဖြစ်လို့လဲဆိုရင်ဒီရုပ်ကိုလှည့်ပူးတဲ့သူကဘရောမှသားကောင်မဖြစ်တော့ဘူးလို့ယုံကြည်နေလို့ပါပဲအဲ့ဒါကြောင့်ပီတီကိုပါအယုတ်လှည့်ခိုင်းမလို့ခေါ်ခိုင်းနေခဲ့ရပါအနေအများတဲ့အခြေအနေကြောင့်ဟဲလဲပီတီကိုသူ့မေစီပြန်လှုပ်ဖို့ပြင်နေခဲ့ပါဒါပေမဲ့ပီတီကသူ့ကိုဂရုမစိုက်ဘူးလို့ဆွဆွဲတဲ့အတွက်အငင်းခုန်တွေဖြစ်နေကြရတာပါဟဲကတော့ရှုပ်ထွေးရဲ့အခြေအနေကိုပီတီနားလည်အောင်ဘယ်လိုရှင်းပြရမလဲမသိဘူးဖြစ်နေခဲ့ပါဒီချိန်မှာအခန်းတကားကိုခက်ကြမ်းကြမ်းထူရိုက်တန်းကြလို့အပေါက်ကနေချောင်းကြည့်ခဲ့လိုက်တာပါအပြင်ဘက်မှာတော့ရဲဝစ်ဆောင်ဝတ်ထားတဲ့ဂျီကီကိုတွေ့လိုက်ရပါဂျီကီကသူတို့နှစ်ယောက်ကိုကားပေါ်တင်ခေါ်သွားခဲ့တာပါဘီကိုအကြက်ကင်နိုင်အောင်ဖြစ်ပါအိမ်ရှိကိုရောက်တော့ပီတီကိုမြောက်ရုပ်ယူဖို့အိမ်ထဲလွတ်ခဲ့လိုက်တာပါသွားမယူရင်လည်းသားဖားနှစ်ယောက်စလုံးအလျှော့ခံရမယ်လို့ချင်းချောက်တဲ့အတွက်ဟဲလဲမတက်တာတော့ပါဘူးအဲ့ဒီစားဘာကြောင့်နေမှတော့ကိုမလဲဖို့သတိပေးခဲ့လိုက်တာပါအိမ်ထဲဝင်လာတဲ့ပီတီထောင်ချောက်များစွာကိုသတိထားမိခဲ့ပါဒါပေမဲ့အားလုံးကိုပပနက်နက်ကြော်ဖြတ်ခဲ့တာပါအခန်းထဲရောက်ချိန်မှာတော့မြောက်ရုံနဲ့စကားပြောနေတဲ့ဦးလေးဘီကိုတွေ့လိုက်ရပါဘီကပီတီကိုတွေ့ချင်းတူလေးမှန်းသိလိုက်တာပါပြီးတော့ဒီရုပ်လေးကသူငယ်ငယ်ကလေးကအနှစ်သက်ဆုံးဖြစ်ခဲ့ရကြောင်းအခုတော့လှဲ့လို့မရတဲ့အတွက်ကူလှဲ့ပေးကြည့်ဖို့ပီတီကိုပြောနေခဲ့ပါတကယ်တော့တစ်ဖက်လဲနဲ့တော့လှဲ့ခိုင်းခဲ့တာပါပီတီကအဖေဖြစ်သူရဲ့စကားကိုပြန်ကြားပြီးငင်းနေခဲ့ပေမဲ့ဘီကဖီအားအရန်ပေးလိုက်တဲ့အတွက်တော့ကိုလှဲ့ခဲ့ရပါဒီချိန်မှာပဲအယုတ်ကလည်းဒရန်ကိုဒရက်ဆက်ထုနေခဲ့တာပါအိမ်ပြေဘက်မှာစောင့်နေတဲ့ရီကီရဲ့ကားပေါ်ကိုပြောင်းအောင်ကြီးကလည်းတအီနှိမ့်စင်းလာချိန်မှာရီကီကကြောက်ပြီးတနက်နဲ့ပြစ်မိခဲ့ပါဒီချိန်မှာပြားတွေကရီကီရဲ့ပါးစပ်နှာခေါင်းပေါက်ကနေတွန်းဝင်ပြီးအသက်နှုတ်ခဲ့လိုက်တာပါဘေးမှာရှိနေတဲ့ဟဲကလည်းပြားတွေကြောက်ကြောက်လန့်တကြားအော်ဟစ်နေခဲ့ရပါဒီအော်တန်ကိုဘီကလည်းကြားသွားခဲ့ပါတကယ်တော့ဘီကဟဲလင်ကိုဒုက္ခဖြစ်စေချင်လို့ပီတီကိုအတုံးချခဲ့ရပါအခုတော့ခုတ်ရတကြားဖြစ်သွားတဲ့အတွက်မြောက်ရုပ်ကိုယူပြီးတော့ကိုထပ်လဲဖို့ကြိုးစားနေခဲ့ရပါဒါပေမဲ့ရုတ်တရက်ပဲအယုတ်ကသူ့ကိုတွန်းလိုက်လို့လွင့်ထွက်သွားခဲ့ရပါဒီချိန်မှာဟဲကကားပေါ်ကပြေးစဉ်နောက်ပြီးတကားကနေအိမ်ထဲကိုဝင်လာနိုင်ခဲ့ပါပြီပြီးတော့ပီတီကိုခေါ်ပြီးအိမ်ထဲကထွက်ပြေးဖို့ပြင်နေခဲ့ရပါဒါပေမဲ့တိတ်မကြခင်မှာဘီကအယုတ်နားကိုပြန်ရောက်လာပြီးတော့ကိုမရမကအပတ်များစွာလှည့်ခဲ့ပါဒီချိန်မှာတော့မြောက်ရုပ်စီကဒရန်ထုတန်တွေကအဆက်မပြတ်ထွက်ပေါ်လာခဲ့ရပါအကျိုးဆက်အနေနဲ့တမျိုးလုံးမှာမတော်တဆကိစ္စတွေတောက်လျှောက်ကြီးဖြစ်လာခဲ့ရပါဒီလုံတန်ရက်သွားလို့အပြင်ကိုကြည့်လိုက်ချိန်မှာတော့တမျိုးလုံးလည်းဝယုံသုံးကားဖြစ်နေခဲ့ရတာပါဒါကိုတွေ့ပြီးဘီကတော့အံ့ဩနေခဲ့ရပါသေးရဲ့တိတ်မကြခင်မှာပဲသူတို့အိမ်ခေါမိုးတွေလည်းပြိုကျလာခဲ့ရတာပါဟဲကတော့ဒီကိစ္စတွေကြောင့်ဘီကိုဒေါသတော်တော်ထွက်နေခဲ့ပါဘီကလည်းမိခင်ဖြစ်သူဆုံးပါသွားခဲ့လို့ဟဲကိုလက်တော့ပြန်ကျင်စိမ့်နဲ့လှုပ်ခဲ့ကြောင်းပြန်ပြောခဲ့တာပါဒီလိုပြောရင်ညီကိုနှစ်ယောက်ပြန်ပြေးလဲသွားကြပြန်ပါနောက်ဆုံးအားလုံးကိုတင်ပုံးချီအာကာဒတွေမထားတော့ဘဲရှေ့ဆက်ကြဖို့သဘောတူခဲ့ကြတာပါအိမ်နောက်3ယောက်သာအိမ်ထဲကထွက်ဖို့ပြင်နေခဲ့ကြပါဒီချိန်မှာပဲမြောက်ရုပ်ရဲ့လက်ကဒရန်ကိုတစ်ချက်ထူချခဲ့လိုက်တာပါအကျိုးဆက်ကတော့မတော်တဆမှုတစ်ခုဖြစ်ပြီးဘီစစ်ထားတဲ့ထောင်ချောက်တစ်ခုအသက်ဝင်သွားခဲ့တာဖြစ်ပါပြီးတော့ထောင်ချောက်ပိုင်ချင်းဘီကိုကိစ္စတုံးပေးခဲ့လိုက်တာပါဒီကိစ္စတွေအပြီးမှာတော့သားဖားနှစ်ယောက်လည်းမြို့ထဲကထွက်သွားဖို့ပြင်နေကြပါလက်တလျှောက်မှာလည်းမြို့ပြက်ကြီးလိုဗျမ်းပရာဖြစ်နေခဲ့တာပါဟဲတို့ကအယုတ်ကိုလုံခြုံအောင်ထုတ်ပိုးပြီးခဝေးဝေးမှာစွန့်ပစ်ဖို့စဉ်းစားထားပါကားမောင်းလာနေရင်ထူးဆန်းတဲ့မြင်းကြီးသမားအဖိုးကြီးတယောက်ကိုတွေ့တော့ကြောင်ပြီးငေးကြည့်နေမိခဲ့တာပါဒီဖိုးကြီးစီကမိခိုတွေနဲ့ပြာတွေလည်းလွင့်နေခဲ့ပါဒီချိန်မှာပဲချီယာလီတာကောင်မလေးတွေပါတဲ့ကားတစ်စီးကအရှိကဖြတ်သွားပြီးသူတို့ကိုအားပေးနေခဲ့ရပါရုတ်တရက်ကြီးကုန်တင်ကားတစ်စီးကဖြတ်အမောင်းမှာတော့ပရင်းပေါက်ကကိုတပိုင်းထွက်နေတဲ့ကောင်မလေးတွေကိုကိစ္စတုံးပေးသွားမြင်ခွင့်လေးနဲ့ဇလန်းလေးလည်းအဆုံးသတ်သွားပါအဆုံးတိကျရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်